ရှိရတဲ့ဆရာလေးနော်နန်းတော်ရှင်ဆရာတင်ကိုတချင်းကြီးမရရပါဘူးဆိုပြီးတော့ဟုတ်ကဲ့ကျွန်တော်ရှုံချကြတာကဲရတယ်ရှုံချကြတယ်ဟုတ်လေထောင်းရောင်နေဆိုတဲ့တချင်းကြီးတဲ့စင်မျိုးကလုံးကြီးတဲ့တချင်းလောက်ကြီးတဲ့တချင်းရှိအောင်မလားဆိုပြီးတော့ပညာရှိနည်းနဲ့တုံ့ပြန်လိုက်တာဟုတ်ကဲ့ဘလောက်ကောင်းလဲဟုတ်ကဲ့ကျွန်တော်တို့စောကားတဲ့လူပြန်ပြီးတော့မမရင်ပြန်မပြောရမလို့နော်ကန်းဝင်တချင်းတစ်ပုတ်ကြားလာရတယ်လားပညာရှိနည်းနဲ့တုံ့ပြန်ကျွန်တော်တို့လည်းအဲ့လိုမျိုးပဲပေါ့နော်ဘယ်လိုပဲတက်ခိုက်ပါစေကျွန်တော်အဲ့အခြေတစ်ခုတော့ရှိတယ်ကျွန်တော်ဆရာပတ်စံချေးတယ်မလားဟုတ်တယ်ကျွန်တော်မတောင်းဘူးဟုတ်တယ်ပြန်ပေးမပေးမတောင်းဘူးဟုတ်တယ်ဟိုတကယ်လုံးဝမတောင်းအဲ့မပေးတဲ့လူဘာလုပ်လဲဆိုတော့ကျွန်တော်ပတ်စံရှိအောင်စူးစမ်းပြီးတော့အဲ့လူရှိအောင်ပတ်စံပုံပြီးထားခြင်းကျွန်တော်စိတ်ကူသူဒုက္ခရောက်တဲ့ကြတွေ့တယ်မလားသူပတ်စံထပ်မချီးတော့လေမချီးရပတ်စံထပ်မချီးတော့လေဟုတ်တယ်လေမဲကိုပြောလက်ချီးတာမဲကောင်မဲကိုပြောနေတာ